Hello အားလုံးပဲမင်္ဂလာပါဟိဆာရှိဖိုလီပေါ့နော်တွေ့ရတာကြာပြီပေါ့နော်ဒီနေ့ကကြတော့ပေါ့နော်ဂျပန်နိုင်ငံရဲ့ပန်းထီအများကြီးထဲမှာပေါ့နော်လုံးဝမပေးသင့်တဲ့ပေါ့နော်ပန်းလေးတစ်ခုကြောင်းမိတ်ဆက်ပေးမယ်သူကကြတော့သူ့နာမည်ကကြတော့ဂျပန်လိုဘယ်လိုခေါ်လဲဆိုတော့ Higan Hana လို့သူကခေါ်တယ်ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ Red Spiral Lily လို့ခေါ်ပါတယ်အဲ့တော့အိုက်ပန်ကပေါ့နော်သူကနည်းနည်းလေးပေါ့နော်သတိထားမယ်ပန်းမျိုးပါဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ဂျပန်မှာဆိုရင်ဂျပန်လူမျိုးတွေကပေါ့နော်အဲ့ဒီပန်းကိုပေါ့နော်ဘယ်လိုမျိုးယူဆကြလဲဆိုရင်လူနှစ်ယောက်ကခွဲခါရတော့မယ်အချိန်ကြရင်ပြီးတဲ့ပန်းမျိုးနောက်တစ်ခုကကြတော့တိတ်ဆုံးသွားတဲ့လူတွေရဲ့အုတ်ကူမှာသွားလှူတဲ့ပန်းမျိုးပေါ့နော်အဲ့လိုမျိုးမကောင်းတဲ့ဒီ minus လက္ခဏာတွေမှာခွဲခွာရတဲ့ကိစ္စတွေမှာသုံးတဲ့ပန်းမျိုးဆိုပြီးတော့ယူဆကြရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဂျပန်လူမျိုးတွေနဲ့ communication လုပ်တဲ့ရှင်ကြရင်အမတ်တရအနေနဲ့ဆိုပြီးတော့အဲ့ဒီပန်းလေးသွားပြီးတော့ဝယ်ပြီးတော့ပေးရတော့ပါတော့ပေါ့နော်မလုံးမိစေနဲ့ပေါ့နော်အဲ့ဒီပန်းကများသောအားဖြင့်ပန်းဆိုင်တွေမှာလည်းမယောင်းတာများပါတယ်ပေါ့နော်ရောင်းတဲ့ဆိုင်တော့ဒီ admin ကတော့တစ်ခါမှတော့မတွေ့ဘူးသေးဘူးပန်းဥယျာဉ်တွေထဲမှာဘာတွေတော့ပေါ့နော်စိုက်ပြီးတော့အလှရပေါ့နော်လူတွေလာကြည့်လို့ရအောင်ထားတဲ့နေရာတော့ရှိတယ်အဲ့ပန်းကျန်တော့အတိအကျတော့ admin လည်းမသိဘူးအဲ့ဒါကြောင့်မလို့ပေါ့နော်ဒီအဲ့ဒီပန်းကိုဂျပန်လူမျိုးတယောက်ကိုလက်ဆောင်အဖြစ်ပေးတာเนาะအဲ့လိုမျိုးတွေပေါ့နော်လုံးဝမလုံးမိပါစေနဲ့ပေါ့နော်အဲ့ဒါလေးလာပြီးတော့ပြပြတာပါအဲ့တော့အဲ့ဒီပန်းပုံလေးကိုဒီမှာကြည့်ကြည့်ပါโอเคအဲ့ဆိုရင်ဒီပန်းအကြောင်းလေးကိုလုံးဝသိသွားပြီဖြစ်တဲ့အတွက်ပန်းနဲ့ပတ်သက်တဲ့ကောင်းတဲ့နာလေးမကောင်းတဲ့နာလေးကိုလည်းသိပြီးတော့ရှောင်းတဲ့နာလေးကိုလည်းသိသွားမယ်လို့ထင်တယ်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye